ပါရှင်။တင်းနှင်းတိုင်းတဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုတွဲဝါရှအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်းဆောင်အပါအဝင်၄ဦးကိုဒုသမဒလောင်အဖြစ်လွှတ်တော်နှစ်ခုမှအမည်စရင်းတင်သွင်းတဲ့သတင်း။စစ်ကောင်းဆောင်ရဲ့လူယုံပူချုပ်ကြီးရဲဝင်ဦးကိုတက်ချုပ်ခန့်လိုက်တဲ့အကြောင်းလင်းညာရတနာပုံလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပြီးဆီယနာရှင်တက်လက်နက်ကြီးကြောင့်ဒေသခံ3ဦးဒဏ်ရာရတဲ့အခြေအနေ။တင်းနှင်းမြို့နယ်ရန်ဖို့ရွာမှာရှိတဲ့ဆီယနာရှင်တက်ဂိတ်ကိုတော်လိုင်းတပ်တွေတိုက်ခိုက်တဲ့တဲ့ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဂိတ်ကိုထိုင်းဘက်ကပိတ်လိုက်တဲ့အကြောင်းစားတဲ့သတင်းကြောင်းရာတွေကိုပြပြသွားမှာဖြစ်ပါရရှင်။ပထမဆုံးအနေနဲ့ကတော့စီအိုစုကျင်းပတဲ့ရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်မှာမတ်လ30ရက်နေ့ဒီကနေ့မနက်ပိုင်းကစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါအဝင်၄ဦးကိုဒုတိယသမ္မတလောင်းတွေအဖြစ်အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ဆွေကိုပြည်သူ့လွှတ်တော်အစုအဖွဲ့ကအမည်စာရင်းတင်သွင်းလိုက်တာပါ။ဒေါက်တာကျော်ဆွေဟာစစ်အုပ်စုနဲ့နှိစက်တဲ့ကဆညပါတီကိုကိုစားပြုပြီးမကွေတိုင်းတောင်တွင်းကြီးမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်အနိုင်ရခဲ့သူဖြစ်ပါတယ်။စစ်ကောင်ဆောင်ကိုစစ်တပ်ကြောထောက်နောက်ခံပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ထေးကသမ္မတလောင်းအဖြစ်အဆိုတင်သွင်းခဲ့တာပါ။ဒေါက်တာကျော်ကျော်ထေးဟာဒိုဝဲမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်အနိုင်ရခဲ့သူဖြစ်ပါတယ်။အမျိုးသားလွှတ်တော်မှာတော့စစ်တပ်ကြောထောက်နောက်ခံပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီကဖအံမြို့နယ်ပြည်내လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းနီနီအေးနဲ့ကချင်ပြည်နယ်ပြည်သူ့ပါတီကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမနန်ထူးကျော်ကိုဒုတိယသမ္မတလောင်းတွေအဖြစ်အမည်စာရင်းတင်သွင်းထားတာပါဒေါ်နန်းနီနီအေးဟာကရင်ပြည်နယ်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်ပြီးဒေါက်တာမနန်ထူးကျော်ကလည်းကချင်ပြည်နယ်ပြည်သူ့ပါတီရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်ဒေါက်တာမနန်ထူးကျော်ဟာကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ဒုတိယဥက္ကဋ္ဌအဖြစ်2009ခုနှစ်အထိတာဝန်ယူခဲ့ပူသူပါမနက်ဖြန်မှာကျင်းပမယ့်လွှတ်တော်အစည်းအဝေးမှာလှုပ်ဝက်စန္ဒမဲနဲ့ဒုသမ္မတကိုရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။ဆီယနာရှင်တက်ကတင်သွင်းမဲ့ဒုသမ္မတလောင်းအမည်စာရင်းကိုတော့မသိရသေးပါဘူး။စစ်အုပ်စုကမကြခင်အသွင်ပြောင်းဖွဲ့စည်းလာမဲ့အတူရောင်ဆိုရကိုလက်မခံဘူးလို့ပြည်တွင်းပြည်ပမှာရှိတဲ့တော်လိုင်းအင်အားစုတွေကကန့်ကွက်ဆန္ဒပြတာတွေရှိနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ဖြစ်တဲ့ဆီယနာရှင်တက်ရဲ့ကောက်ကွယ်ရေးဦးစီးချုပ်အသစ်အဖြစ်ဗိုလ်ချုပ်ကြီးရဲဝင်ဦးကိုဒီကနေ့မနက်ကပြောင်းလဲခန့်အပ်လိုက်တဲ့သတင်းကိုတွဲဝါရှ်အဖွဲ့သားတို့ကပြပြသွားမှာပါရှင်။စစ်အာဏာရှင်တပ်ရဲ့ကာကွယ်ဦးစီးချုပ်အသစ်ဖြစ်ဗိုလ်ချုပ်ကြီးရှင်ဝင်ဦးကိုမတ်လ30ရက်ဒီကနေ့မနေ့ပိုင်းကပြောင်းလဲခန့်အပ်လိုက်ပြီးဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးရဲဝင်ဦးဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့လူယုအဖြစ်လူသိများပြီးစစ်အာဏာရှင်တပ်မှာစစ်ဘက်ရေးရာလူချိုရေးအရာရှိချုပ်ကာကွယ်ဦးစီးချုပ်ကြီးစတဲ့ကြီးပိုင်းနေရာတွေကိုရှာယူခဲ့သူပါ။အာဏာသိမ်းဖြစ်စဉ်တခြားမှာလေဗိုလ်ချုပ်ကြီးရဲဝင်ဦးဟာစစ်ကောင်စီတွဲဘက်အတွင်းရေးမှူးစစ်ကော်မရှင်အတွင်းရေးမှူးမြို့သားကာကွယ်ရေးနဲ့လူချိုရေးကောင်စီရုံးတွဲဖက်မှုဆောင်ချုပ်စားတဲ့စစ်အုပ်စုရဲ့အရေးပါတဲ့နေရာတွေရရှိခဲ့ပါတယ်။အသက်60အရွယ်ရှိဗိုလ်ချုပ်ကြီးရှောင်းဦးဟာ OTS လို့လူသိများတဲ့တပ်မတော်ကြီးဗိုလ်တန်းကျောင်းဘတူအပတ်စဉ်89ဆင်းဖြစ်ပြီးစစ်ကောင်းဆောင်ကဇေယျကျော်ထင်းနဲ့ဒေစီတူဘွဲ့တွေပေးအပ်ခံထားရသူပါ။မြန်မာစစ်တပ်မှာတပ်ချုပ်နေရာကိုကာကွယ်ရေးဖက်ကလာသူတွေကိုသာခန့်လိစီပြီးဗိုလ်ချုပ်ကြီးရဲဝင်ဦးဟာထောက်လန်းရေးဖက်ကပထမဆုံးစစ်တပ်အကြီးအကဲဖြစ်လာသူလည်းဖြစ်ပါတယ်။ဒါပြင်နောက်ထပ်စစ်အာဏာရှင်တပ်အကြီးအကဲနေရာဖြစ်တဲ့ဒုတပ်ချုပ်ဇာတူကိုတော့လက်ရှိကြီးလေညှိနှိုင်းကော့ကဲမှုစစ်တကတို့အပတ်စဉ်35ဆင်းဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုခန့်လိုက်ပါတယ်။လင်းလက်သွားတဲ့ကြီးလေညှိကော့နေရာကိုတော့စစ်တကတို့အပတ်စဉ်38ဆင်းဗိုလ်ချုပ်ကြီးကိုခန့်ထားတယ်လို့သိရပါတယ်။လက်ရှိစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့စစ်အုပ်စုရဲ့ပြည်သူ့လွှတ်တော်ကဒုသမ္မတလောင်းအဖြစ်အမည်စင်တင်သွင်းခံထားရပါတယ်။ပုတ်ပြင်းမြို့နယ်လင်းညာရတနာပုံလမ်းပိုင်းမှာတပ်ပွဲဖြစ်နေပြီးဆီယနာရှင်တက်ကပြစ်တဲ့လက်နက်ကြီးကြောင့်ပြည်ကြီးမန်တိုင်မြို့ခံတို့ဦးထံရရသွားပါတယ်။တည်င်းပြေဆုံးကိုတော့တွဲဝါရှ်အဖွဲ့သားတို့ကပြပြသွားမှာပါ။ပုတ်ပြင်းမြို့နယ်လင်းညာရတနာပုံလမ်းပိုင်းမှာတိုက်ပွဲဖြစ်နေပြီးဆီယနာရှင်တက်ကပြစ်တဲ့လက်နက်ကြီးကြောင့်ပြည်ကြီးမန်တိုင်မြို့ခံတို့ဦးထံရခဲ့ကြပါတယ်။အဲ့ဒီလမ်းပိုင်းမှာမတ်လပထမအပတ်ကစလို့တော်လိုင်းတပ်တွေနဲ့ဆက်နက်ရှည်တပ်တို့တိုက်ပွဲပြင်းထန်နေပြီးမတ်လ29ရက်နေ့ကလေညာရွာအခြေစိုက်ဆက်နက်ရှည်တပ်ရင်းကပြစ်တဲ့လက်နက်ကြီးဟာပြည်ကြီးမန်နိုင်မြို့ကနေတဆောင်ပေါ်ကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။လက်နက်ကြီးကြောင့်အသက်3နှစ်အရွယ်မိန်းကလေးငယ်တဦးနဲ့မိခင်တို့တရားရသွားပြီးအမျိုးသားတဦးလည်းဦးခေါင်းမှာတရားရခဲ့တယ်လို့ဆိုပါတယ်။ဆက်နက်ရှည်တပ်စစ်ကြောင်းကထိုင်းမြန်မာနယ်စပ်ရှိဗုတ်ပြင်းမြို့နယ်ရတနာပုံရွာတတုမိုင်းဘက်ကိုမတ်လ9ရက်နေ့ကစပြီးစစ်ကြောင်းထိုးဝင်လာတဲ့အတွက်
အဲ့ဒီလမ်းပိုင်းမှာတော်လိုင်းတပ်တွေနဲ့နေစဉ်နေပါတိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းတပ်တွေဘက်ကလည်း drone နဲ့ပုံချတိုက်ခိုက်တာကြောင့်ဆန္ဒရှင်တပ်ဘက်ကထိခိုက်သေးဆုံးတာရှိပြီးအရေးအတွက်တိကျမသိရဘူးလို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်ရှိရတနာဘုံရွာတပ်တူမိုင်းကို2022ခုနှစ်မှာတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားတာပါ။ တနင်္သာရီမြို့နယ်ရန်ဖို့ရွာမှာရှိတဲ့ဆီယနာရှင်တပ်စစ်စေးရေးဂိတ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေတော်လိုင်းတပ်နဲ့နှိစက်သူတွေစီကသိရပါဗျ။ရန်ဖို့ရွာမှာရှိတဲ့ပြည်ထောင်စုလမ်းမပေါ်မှာဂိတ်ချစစ်စေးနေတဲ့ဆီယနာရှင်တပ်ကိုတော်လိုင်းတပ်တွေကမတ်လ29ရက်နေ့မနက်ပိုင်းမှာတွားရောက်တိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်နဲ့နှိစက်သူတို့ကပြောပါဗျ။ရန်ဖို့ရွာမှာဆီယနာရှင်တပ်စစ်စေးရေးဂိတ်နှစ်ခုရှိပြီးအခုတိုက်ခိုက်တာကရွာထဲမှာဂိတ်ချစစ်စေးနေတဲ့ဂိတ်ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလိုတိုက်ခိုက်ပြီးတဲ့နောက်ဒီကနေ့မတ်လ30ရက်နေ့မှာတော့ဆီယနာရှင်တပ်ကရန်ဖို့ရွာဥယျာဉ်ခြံတွေနဲ့ဝင်ပေါက်နဲ့ထွက်ပေါက်လမ်းတွေကိုပိတ်ထားတာကြောင့်ခြံလုံသားနဲ့ခြံပိုင်ရှင်တွေဝင်ထွက်မရဖြစ်နေကြတယ်လို့သိရပါတယ်။ရန်ဖို့ရွာမှာဂိတ်နှစ်ခုရှိတဲ့ထက်ကစီအောင်ကုန်းမှာစစ်ဆေးနေတဲ့ဂိတ်ကိုမတ်လ25ရက်နေ့ကတော်လှန်ရေးတပ်တွေတားရောက်တိုက်ခိုက်ပြီးတဲ့နောက်ဂိတ်ချစစ်ဆေးတာမရှိတော့ဘူးလို့ဆိုပါတယ်။မတ်လ29ရက်နေ့ကတော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့တဲ့ရွာတွေကဂိတ်ကိုတော့ဆက်ပွင့်ထားဆဲဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ကရင်ပြည်နယ်ကြာအင်းစိတ်ကြီးမြို့နယ်ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဂိတ်ကိုထိုင်းဘက်ခြမ်းကမတ်လ29ရက်နေ့ညနေပိုင်းကစပြီးပိတ်ထားပါတယ်။ဒီသတင်းကိုဒွဲဝက်အဖွဲ့သားတို့ကပြပြသွားမှာပါရှင်။ ကရင်ပြည်နယ်ကြာအင်းစိတ်ကြီးမြို့နယ်ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဂိတ်ကိုထိုင်းဘက်ခြမ်းကမတ်လ29ရက်နေ့ညနေပိုင်းကစပြီးပိတ်ထားတယ်လို့သိရပါတယ်။ဖျားသုံးစုနယ်စပ်ဂိတ်ကနေမူရင်ဆေးပြား3သိန်းနီးပါးတည်ဆောင်လာတဲ့အမျိုးသား2ဦးကိုမနေ့ကကချနအဖိုရီခရိုင်ထောက်ဖာဖော်စစ်ဆေးဂိတ်မှာဖမ်းဆီးခံရတာနဲ့ဆက်ဆက်ပြီးပိတ်ထားတာဖြစ်နိုင်တယ်လို့မြို့ခံတွေကပြောပါတယ်။ဖျားသုံးစုနယ်စပ်ဂိတ်ဟာတရားဝင်ဖွင့်ထားတဲ့ဂိတ်မဟုတ်ပဲထိုင်းမြန်မာဒေသအာဏာပိုင်တွေချင်းချင်းနားလည်မှုနဲ့ညီနိုင်ဖွင့်လှစ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်ပါတယ်။အဲ့ဒီနယ်စပ်ဂိတ်ကိုထိုင်းဘက်ကမကြာခဏပိတ်လို့ရှိတယ်လို့မြန်မာဘက်ကလည်းမကြာခဏပိတ်လို့ရှိတယ်လို့သိရပါတယ်။ဖျားသုံးစုနယ်စပ်ဂိတ်ကိုရက်ရှိပိတ်ထားမယ်ဆိုရင်နယ်စပ်ကုန်သွယ်ရေးထိခိုက်နိုင်ပြီးဒေသအတွင်းကုန်ပစ္စည်းပြက်လက်တာနဲ့တူကုန်စည်နှုန်းလည်းမြင့်တက်လာနိုင်တယ်လို့ကုန်သွယ်တွေကဆိုပါတယ်။လက်ရှိမှာဖျားသုံးစုနယ်စပ်ဂိတ်ဝေပေါက်နေရာတွေကိုထိုင်းဘက်ချမ်းကတပ်စုကျိုးတွေကားထားပြီးလုံခြုံရေးလည်းတင်းကျပ်ထားတယ်လို့သိရပါတယ်။နယ်စပ်ဂိတ်ပိတ်လိုက်တာကြောင့်နှစ်ဖက်ကုန်စည်စီးဆင်းမှုလည်းရပ်တန့်နေပြီးထိုင်းဘက်ချမ်းကနေမြန်မာဘက်ချမ်းကိုတင်ပို့မဲ့ကုန်ပစ္စည်းတင်ကားရာနဲ့ချီပိတ်မိနေပါတယ်။ကြားဖြတ်ငွေလိမ်လုပ်ငန်းငွေရစေဝါတည်ယူပို့ဆောင်တာနဲ့တရားမဝင်ခိုးဝင်သူတွေကြောင့်ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုနယ်စပ်တလျှောက်မှာထိုင်းဘက်ကလုံခြုံရေးတင်းကျပ်ထားပြီးအခုပိတ်လိုက်တဲ့ကုန်သွယ်ရေးဂိတ်အပါအဝင်မလွယ်ပေါက်တွေကိုလည်းထိုင်းဘက်ခြမ်းကပိတ်ထားတယ်လို့သိရပါတယ်။အခုလိုတင်းနိုင်တဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွဲဝက်အဖွဲ့သားတွေကဆုမကောင်းတောင်းအပ်ပါတယ်ရှင်။